လေးမင်းနဲ့ချစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာမင်းကငါ့ကိုယုံကြည်ခဲ့လို့အချိန်နဲ့ပေးရင်တို့ရဲ့ချစ်တွေခိုင်မြဲအောင်မိဘရီစီမလာတောင်းနေငါယုံကြည်တဲ့မင်းလေးအတင်ချီတဲ့မင်းကလေးအခုတော့ဘယ်လိုပြေးသွားလဲငါနဲ့မင်းနဲ့ဝေးတဲ့ဒီချိန်တို့လေးတွေမှာမင်းတော့တယောက်ထရသွားပြီဒီကနေ့ဆိုကြည့်လို့ရရစီငါစတောင်းလူမပြေတော့မှကဲလို့ဟောပါတယ်ကဲလို့ချင်နေကြတယ်မင်းတို့ရဲ့ငါတွေနေတယ်တော့ရောက်ချင်တာမေးဖို့တွေတလားWe're